မင်္ဂလာပါရှင်မြတ်စွာဘုရားဟောကြားတော်မူခဲ့သောမကျမ်းမာသူတွေအတွက်အထူးလိုအပ်တဲ့နှလုံးသွင်းတရားကမ္မထံ၅ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1ဒီခန္ဓာကိုယ်ကြီးဟာမတင့်မတဲရွံ့စပွဲကောင်းတယ်ဆိုတာကိုမပြတ်ဆင်ခြင်ပေးပါနံပါတ်2ကိုစားတဲ့အစာအာဟာရတွေရဲ့ဆက်စုပ်ဝဲအခြေအနေတွေကိုမပြတ်ဆင်ခြင်စဉ်းစားပေးပါနံပါတ်3လောကကြီးရဲ့ပျော်ရွှင်စရာကင်းမဲ့နေပုံကိုဆင်ခြင်စဉ်းစားပေးပါနံပါတ်4သင်္ခါရမှန်သမျှဘယ်အရာမှမမြဲဘူးဆိုတဲ့အနိစ္စတင်ညာကိုဆင်ခြင်စဉ်းစားပေးပါနံပါတ်5သိခြင်းနဲ့ပတ်သက်တဲ့အမှတ်တင်ညာတစ်ခုကိုယ့်ရဲ့သိခြင်းပဲဖြစ်စေကိုယ်နဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်ရဲ့သိဆုံးခြင်းတွေပဲဖြစ်စေသိဆုံးခြင်းနဲ့ပတ်သက်ပြီးတတိတံဝေကအတိညာအမြဲတမ်းဖြစ်အောင်ဆင်ခြင်စဉ်းစားပေးပါလို့ဟောကြားတော်မူခဲ့ပါတယ်အခုလိုကမ္မထံ၅မျိုးကိုနှလုံးသွင်းဆင်ခြင်ခြင်းအပြင်ထိုပုဂ္ဂိုလ်ဟာကြီးမားတဲ့အကျိုးကျေးဇူးတွေကိုရရှိနိုင်ပါတယ်မြတ်စွာဘုရားကဘယ်လောက်ထိတောင်ဟောလဲဆိုရင်ဒီလိုသာမှန်မှန်ကန်ကန်နှလုံးသွင်းပြီးဒီတရား၅မျိုးကိုသူတန်တန်မှာပြည့်ပြည့်ဝဝကြီးရှိမယ်ဆိုရင်သူဟာမတေခင်မှာယဟန္တာကြီးဖြစ်သွားနိုင်ပါတယ်လို့ဟောဖော်ညွှန်ပြခဲ့ပါတယ်။ပါကျုပ်ဆရာတော်ကြီးဤဓမ္မစာစုလေးဖြစ်ပါတယ်ရှင်။